သူတို့တွေးနေရသည့်နံပါတ်1အကြောင်းကကလေးငယ်3ယောက်ရှိနေခြင်းဖြစ်သည်တရားရုံးချုပ်ရှိနေသည့်ဂျက်ဆန်တို့တနာရီလောက်ကားမောင်းသွားရမည်မိသားစုကလက်ရှိနေသည့် Bruce Haven မှလိုက်ပြောင်းနေပြီမဖြစ်နိုင်ရုံကတော့ဂျက်ဆန်တွင်အလွန်ဆုံးတစ်ပတ်2ရက်လောက်သာနေရမည်ဟုတွေးနေသည်ကားဖြင့်အလွယ်တကူသွားလိုက်ပြန်လိုက်လုပ်ရရသည်အိမ်ကနေလည်းလုပ်ရရနိုင်သည်သူ့စိတ်ထဲတွင်လည်းတပတ်လျင်2ရက်လောက် Bruce Haven နှင့်ဝေးရရောက်နေသည်ကပင်စိတ်ထဲတွင်တိတ်တခိုးသဘောကျနေမိသည်ဒိုရင်းကလည်းတစ်ခါတအိမ်လုံးသူတယောက်တည်းကလေးများနှင့်နေရမည်ကိုတွေး၍သဘောကျနေပြန်သည်စဉ်းစားရမည့်နံပါတ်2အချက်သည်ရွေးကောက်ပွဲအတွက်မဲဆွယ်ရမည့်ကိစ္စဖြစ်သည်တစ်ဖက်ကလက်ရှိအလုံများလုပ်နေရင်တစ်ဖက်ကအဘယ်သူများမဲဆွယ်တာမျိုးလုပ်လို့ရနိုင်မည်နီသူ့ကုမ္ပဏီကအားပေးနိုင်တော့လဲလွယ်တော့မလွယ်လားအနစ်နာမခံမဲနဲ့တော့ဘာမှဖြစ်မလာနိုင်နံပါတ်3အချက်ကငွေရေးကြေးရေးပိုင်းဖြစ်သည်အရေးတကြီးထည့်တွက်ရမည့်ကိစ္စမျိုးမဟုတ်သူ့လုပ်ငန်းကဘောနတ်စု၍မေမေရရစရာမရှိတော့လဲနှစ်စဉ်ဝင်ငွေသည်နှစ်တိုင်းမတိမတာတိုးလာနေသည် Mrs. P တရားသူကြီးဝင်ငွေသည်လည်းဥပဒေအရအခါအားလျော်စွာတိုးပေးနေမှန်းလည်းသိထားသည်ထို့ပြင်ပင်စင်နှင့်ကျန်းမာရေးအတွက်ခန်းစားခွင့်များပေးထားသည်ကမမောစရာဖြစ်သည်နံပါတ်4အချက်ကသူ၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းဖြစ်သည်14နှစ်လောက်မပြောင်းမလဲလုပ်လာရပြီးရှေ့လျှောက်လဲထိုအတိုင်းဆက်လုပ်သွားရပေဦးမည်ယခုလိုအပြောင်းလဲဖြစ်လာမည့်အရေးကိုတွေးမိ၍စိတ်ထဲလန်းဆန်းသွားသလိုဖြစ်လာသည်သူလိုကိုလိုလူထောင်ပေါင်းများစွာတဲကခွဲထွက်ပြီးလူ9ယောက်ထဲ1ယောက်ဖြစ်လာပေဦးမည်ဆိုသည်ကပင်စိတ်ကိုလှုပ်ရှားစေပြန်သည်မြို့နယ်အဆင့်တရားရုံးကလေးမှပြည်내၏အမြင့်ဆုံးဥပဒေရေးရာများစီမံဆုံးဖြတ်ရမည့်နေရာသို့ဂျုံပစ်လိုက်ရုံဖြင့်ရောက်သွားနိုင်သည့်အဖြစ်ကတွေးကြည့်ရုံနှင့်ရေစရာကောင်းနေသည်ဒိုရင်းကတော့သူ့လိုမရင်နိုင်သို့တော့စိတ်ထဲကကျဉ်နဲ့နေပြီးစိတ်ဝင်စားဖြစ်နေသည်စဉ်းစားရမည့်နံပါတ်5အချက်ကအကယ်၍အရေးနေသွားကြလင်ဟောရိုးရိုးမရှုံးပဲခွက်လန်ရှုံးကအဆက်တကွဲဖြစ်ရပေဦးမည်ဤဒီကကိုနှိမ့်ချသည့်အတွေးမျိုးသာဖြစ်သည်သူနာတဲ့တွင်လည်းဇာခာရီပြောခဲ့သည့်ဒေါ်လာ3သန်းနဲ့နိုင်လိမ့်မယ်ငွေအတွက်လည်းမပူနဲ့ဆိုသည့်စကားများကိုပြန်ကြားရောင်လာပြန်သည်တစ်ဆက်တည်းဆိုသလိုဇာခာရီသည်ဘလို့လူမျိုးလဲဆိုသည်နှင့်သူ့ကိုယုံလို့ရပါမလားဆိုသည့်ပို၍အလေးအနက်စဉ်းစားရမည့်ပြဿနာရှိလာသည်ရွန်သည်တနာရီခန့်အချိန်ယူပြီးဇာခာရီနှင့်သူပြောသည့်တရားရေးအမြင်ဆိုသည့်အဖွဲ့အကြောင်းအွန်လိုင်းတွင်ရှာကြည့်ခဲ့သည်ဂျက်ဆန်ရှိရှင်းနေချုပ်ရုံးတွင်လုပ်နေသည့်ကျောင်းနေပဲတငယ်ချင်းဖြစ်သူထံလဲဖုံးဆက်စုံစမ်းခဲ့သေးသည်သူဘာလို့ဖို့ရည်ရွယ်ထားသည်ကိုထုတ်မပြောဘဲတရားရေးအမြင်ဆိုသည်ကိုမတိမတာတိခောက်ကြည့်ခဲ့မိသည်တငယ်ချင်းဖြစ်သူကထို့အဖွဲ့အကြောင်းကြားဘူးနာဝရှိထားသည်များဆဆတော့တည်ထားခြင်းမရှိသူလုံနေရသည့်အလုံများကလည်းကမ်းလွန်ရည်နှံတူးခွင့်နှင့်ပတ်သက်သောအမှုအခင်းများသာဖြစ်၍နိုင်ငံရေးနှင့်မပတ်သက်ခဲ့၍လည်းဖြစ်သည်ရွန်သည်ဂျက်ဆန်ရှိတရားရေးအမြင်အဖွဲ့၏ရုံးသို့လည်းဖုံးဆက်ကြည့်ခဲ့သည်တဆင့်ပြီးတဆင့်ကြော်ဖြတ်ခဲ့ရပြီးမှနောက်ဆုံးတွင်ဇာခာရီအတွင်ရေးမှုအမျိုးသမီးနှင့်ပြောခွင့်ရလာခဲ့သည်ထိုအမျိုးသမီးကသူ၏ဆရာသမားသည်ယခု Mrs. P တောင်ပိုင်းသို့ခရီးထွက်နေသည်ဟုပြောလာခဲ့သည်တစ်ဖက်ကဖုံးချသွားသည်နှင့်သူမကဇာခာရီထံဖုံးဆက်အကြောင်းကြားလိုက်သည်နောက်တစ်နေ့တွင်ရွန်ဖစ်တို့လင်မယားနှင့်ဇာခာရီတို့ Dixon Spring ဆိုသည့်ကော်ဖီဆိုင်တွင်နေ့လည်စာစားရင်းစကားပြောဖြစ်ခဲ့သည် Bruce Haven ၏တောင်ဘက်10မိုင်ခန့်အကွာတွင်ရှိရေအိုင်ကြီးတစ်ခုဘေးရှိကော်ဖီဆိုင်လေးဖြစ်သည်မြို့ရင်းရှိဆိုင်များတွင်ဘေးကနားဆွေနေသူများရှိနိုင်၍ယခုလိုနေရာသို့ချင်းဆိုခဲ့ခြင်းလည်းဖြစ်သည်ယခုတစ်ချိန်တွင်တော့ဇာခာရီ၏ပြောပုံဆိုပုံသည်အနှဲငယ်ပြောင်းလဲသွားခဲ့ပြီဖြစ်သည်သူ့ဟန်ပန်အမူအရာကသူ့တွင်အခြားရွေးချယ်စရာလူများစွာရှိထားပြီးကြရင်လို့မကြရင်နေသဘောမျိုးဖြစ်နေသည်ဇာခာရီသည်စကားအပြောဆိုတိမ်မွေ့စွာဖြင့်တစ်ဖက်သားအပေါ်လုံးဝအုပ်တုံဆွဲဆောင်နေသူဖြစ်၍လည်းတန်တရားစိတ်များစွာဖြင့်လိုက်လာသူဒိုရင်းသည်ပင်သဘောကျသွားခဲ့သည်တညာလုံးမအိပ်ဖဲထိုအကြောင်းကိုဆွေးနွေးကြရင်သူတို့နှစ်ဦးလုံးသဘောတူကောက်ချက်ဆွဲလိုက်ကြသည်ကရှေ့နေဖစ်မှတရားသူကြီးဖစ်ဖြစ်လာရင်ဘဝသည်
ပို၍အစဉ်ပြေလာပြီးမြို့ငယ်လေးတွင်လည်းယခုထက်ပို၍ချမ်းချမ်းသာသာနေနိုင်လာမည်ဟု၍ဖြစ်သည်၎င်းတို့၏အစဉ်တန်းသည်လည်းမိသူမြမထီရဲမတွေ့ရဲလောက်သည့်အထိခန္ဓာထဲဝလာမည်လည်းဖြစ်သည်အာနာနောက်ကောက်ကောက်ပါအောင်မလိုက်ဆူဆူတန်တန်လည်းမလုပ်ဟုဆိုကမမောစရာကောင်းလောက်အောင်ဆွဲဆောင်နေသည့်အခွင့်အလမ်းလည်းဖြစ်သည်တိုနီသည်15မိနစ်ခန့်တောင်စင်ရီမရပြောဆိုပြီးနောက်ခမတို့စိတ်ထဲဘာကိုအဓိကစိုးရိမ်နေကြရလဲပြောရမယ်ဆိုရင်တော့ဇန်နဝါရီလပေါ့ဗျာအဲ့ဒီကစပြီးနောက်17လလောက်ကရွေးကောက်ပွဲအတွက်ပြင်ရစင်ရမဲဆွယ်ရနဲ့အခြားဘာမှမဲမဲရရလုံးမရဖြစ်လာမှာဆိုတော့ကျွန်တော်လက်ရှိလုပ်ငန်းအတွက်စိုးရိမ်မိတာပေါ့ဗျာအဲ့ဒီအတွက်ဖြေရှိပါတယ်ဗျာဟုတ်ဇာခာရီကမဆိုင်မတွပြောလိုက်သည်သူကြည့်ရသည်မှာအရာရာတိုင်းအတွက်အဖြေရှိနေပုံမျိုးဖြစ်နေသည်ကျွန်တော်တို့တရားရေးအမြင်ကညှိညှိနှိုင်းနှိုင်းနဲ့ဒီဇိုင်းမမတ်လုပ်ကြတဲ့အဖွဲ့ပါမိတ်ဆွေတွေကထောက်ခံသူတွေပါတပုံတစ်ကောင်းကြီးရှိတယ်ကျွန်တော်တို့မှာရှိနေတဲ့ဥပဒေနဲ့ပတ်သက်တဲ့အလုပ်တွေကိုခမားတို့ကုမ္ပဏီဘက်ရွှေ့ပေးလို့ရတယ်တစ်လုပ်ငန်းတို့စွမ်းအင်တဘာဝတန်းခွေတွေလုပ်နေတဲ့ကုမ္ပဏီကြီးတွေကကျွန်တော်တို့ကိုလုပ်ငန်းတွေအပ်ထားတာဆိုတော့သူတို့လည်းခမားတို့ဘက်မှာလုပ်ချင်တာမျိုးတွေရှိနေကြတယ်ခမားကုမ္ပဏီအနေနဲ့ဒါမျိုးတွေကင်တွယ်ဖို့ခမားလည်းမရှိတော့နောက်ထပ်ရှင်းနေတယောက်နှစ်ယောက်လောက်ထပ်ငားလိုက်ရုံပဲသူတို့လည်းဝင်ပေါ့သွားမယ်လုပ်ငန်းတွေရလာတော့ရွေးကောက်ပွဲဝင်မဲ့ခမားဖို့ငွေရေးချေးပိုင်းမှာတိတ်ပြီးထိခိုက်နေတာဖို့မရှိတော့မဲ့အပြင်လုံးဝပြောင်းလဲသွားမယ်သူစကားကိုကြားလိုက်ရ၍ဖရစ်တိုလင်မယားတယောက်မျက်နှာတယောက်ကြည့်လိုက်ကြသည်တိုနီဤစားဖြူပေးလာသောငစားကိုကိုက်မိကြလေသည်တရားဝင်လုပ်ငန်းမျိုးတွေလားဟုဒိုရင်းကမေးလိုက်သည်မေးပြီးမှပါဇက်ပိတ်နေအကောင်းသားဟုတွေးလိုက်မိသည်ဇာခာဒီသည်ပါဇက်ကဝါးနေရင်မျက်မှောင်ကျုပ်လိုက်သည်ထို့နောက်ခတင်းနေမင်းဒီမာဒိုရင်ကျွန်တော်တို့လောက်တာမှန်သမျှကတရားဝင်တွေကြီးပဲကျွန်တော်တို့ရဲ့အဆုံးစွန်ရည်မှန်းချက်ဖြစ်တဲ့တရားရုံးတွေကိုတန့်စင်ပြီးရေးဆိုတာကိုကျင့်ဝတ်နဲ့အညီစလုပ်ခဲ့တာကြီးပဲပျက်စီးသွားအောင်မလုပ်ခဲ့ဘူးကျွန်တော်တို့လောက်တာမှန်သမျှကိုအစစ်ဆေးခံနိုင်တယ်အခုပွဲကပြင်းထန်လာပြီးလူတွေအာရုံစိုက်လာကြလိမ့်မယ်ဒီလိုဖြစ်လာတဲ့အချိန်ကျမှကျွန်တော်တို့ခြေချော်လက်ချော်ဖြစ်ခံမှာမဟုတ်ဘူးဒိုရင်းကသူမအားပြစ်တင်ချိန်မောင်းပြောဆိုပုံမျိုးပေါက်နေ၍ဘာစကားမှမပြောဘဲခရင်ကိုကောက်ကင်ပြီးကော်ပြန်လေးကိုထိုးဖက်လိုက်သည်ဇာခာရီကကျွန်တော်တို့အမှုတွေဟာလုပ်ငန်းကြီးတာပဲဖြစ်ဖြစ်သေးတာပဲဖြစ်ဖြစ်ဥပဒေနဲ့အညီဆောင်ရွက်ပေးတဲ့လုပ်ငန်းဖြစ်တဲ့အတွက်ထိုက်တဲ့မျှတတဲ့ဝန်ဆောင်ကပေးချေမှုအပေါ်မှာတော့ဘယ်သူမှမေးခွန်းထုတ်စရာအကြောင်းမရှိပါဘူးဟုဆက်ပြောပြန်သည်ရွန်ကဒါမှန်တာပေါ့ဗျာဟုပြောလိုက်ရင်လုပ်ငန်းတင်များရလာတော့မိအကြောင်းများကိုကုမ္ပဏီရှိသူ၏ပါတနာများတန်အံ့တော်ဖြစ်သွားအောင်ပြောဆိုရတော့မိအကြောင်းများကိုသာတွေးနေမိသည်ကျမကတော့ကိုနိုင်ငံရေးသမားတယောက်ရဲ့မိမအဖြစ်မြင်လို့မရသေးဘူးမဲဆွေပွဲတွေလိုက်ပြီးမင်းကုန်းပြောတာမျိုးကျမတခါမှစဉ်းတော်မစဉ်းစားခဲ့ဘူးတိုနီကသဘောကျဟန်ဖြင့်ပြုံးရင်းကရည်တံထွက်လာသည်ခမအဆင်ပြေသလိုပဲလုပ်ပါအတင်းချက်မဟုတ်ပါဘူးကလေးငယ်ငယ်လေး3ယောက်တောင်ရှိတာဆိုတော့အိမ်မာရင်တော်တော်လေးလက်မလဲအောင်လှုပ်ရှုပ်နေမှာပဲလို့ကျွန်တော်ထင်တယ်သူတို့လည်းငခုကြော်နဲ့ hash baby မုံလုံးကြော်များကိုစားရင်းတိုနီတစ်ခေါက်မျိုးပဲပြန်လှည့်လာမိချိန်ထက်တွေ့ရန်သဘောတူခဲ့ကြသည်ထိုအခါတွင်တော့ယခုလိုနေ့လည်စာအတူစားကြရင်ဆုံးဖြတ်ချက်ကိုအပြေးပေးရတော့မည်ဖြစ်သည်နိုဝင်ဘာလရောက်ရန်လိုသေးတော်လဲလှုပ်เสียအလုပ်များကတော့အများကြီးရှိနေသည်